having a hard time saying goodbye to you. I never thought that my heart could break in two. People say it's gonna take time and all of the strength I can find, having a hard time saying goodbye to you. Saying goodbye, tears in my eyes. Saying goodbye, so hard to do. I never thought I'd be saying goodbye to you. I'm having a hard time letting the memories go. Some days I wonder, where did the time all go? So many things I wanted to say, I never dreamed that I could hurt this way. Having a hard time letting the memories go. Saying goodbye, tears in my eyes. Saying goodbye, so hard to do. I never thought I'd be saying goodbye to you. Saying goodbye, tears in my eyes. Saying goodbye, so hard to do. I never thought I'd be saying goodbye to you. No, I never thought I'd be saying these words to you. It's like a storm that cuts a path, it breaks your will. It feels like that. You think you're lost, but you're not lost on your own. You're not alone. I will stand by you. I will help you through. When you've done all you can do and you can't cope, I will dry your eyes. I will fight your fight. I will hold you tight, and I won't let go.
ခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ဒီကနေ့ကျွန်တော်တို့ဒီဆောက်လီစီတီမှာရှိနေကြတဲ့ညီကိုမောင်နှမများအဖြစ်ရင်ဒါသမိုင်းဝင်ဖြစ်တဲ့မလေးရှားကနေပြီးတော့ဝင်လာတာဇလနိဗ္ဗာန်ပဲရှိတဲ့ကျွန်တော်တို့ရဲ့ညီအမဖြစ်တဲ့အကျော်စံခွန်ကိုဖျားသခင်ခေါ်တော်မူခြင်းခံရတဲ့ခါမှာခုလိုစုံစုံညီညီနဲ့ရောက်လာကြတာကိုဖြစ်ရင်ကျွန်တော်တို့အများကြီးပဲကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့စီးဝေးမစခင်မှာကျွန်တော်တို့ကိုမေတ္တာပြပြီးတော့ဒီမော်ချူရီမှာကျွန်တော်တို့အသုံးပြုခွင့်ပေးတဲ့ဒီမော်ချူရီပိုင်ရှင်ဖြစ်တဲ့ Larkin Mortuary owner Mr. Spencer Larkin ကနေပြီးတော့ကျွန်တော်တို့ကိုနှုတ်ခွန်းဆက်စကားဥစွာပြောမှာဖြစ်ပါတယ်လို့ We are indeed thank you for letting us use this facility that make us really happy to see how it is important for us this kind of wonderful facility to use for our first historic homegoing sister Josan Khan. So we would love to invite Mr. Spencer to tell us a word of greeting for this prayer meeting or this funeral for today. Could you please come up, please? I just want to say, first of all, how sorry I am for your loss and for the passing of this dear sister, and how grateful we are to have you here at our facilities, and hope that we can honor you and respect you and take care of you with whatever you need. And so it's just a great honor for us to have all of you here. And once again, I thank you and thank the Reverend for allowing us to be a part of this beautiful service. So thank you very much. ကျေးဇူးစွာကျွန်တော်တို့ဂုဏ်တော်ကိုချီးမွမ်းဖို့ရန်ကျွန်တော်တို့ဒီဝေထားတဲ့ချင်းစာ what a friend we have in Jesus ဆိုတဲ့အစာနော် in the American ပြည်ထောင်စုကကျွန်တော်တို့ရဲ့နေအိမ်ဖြစ်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့တကယ်ကျွန်တော်တို့ရဲ့အိမ်တော်ဆိုကြလို့ရှိရင်ကောင်းကင်မှာဖြစ်တယ်ဆိုတာဖိလိပ္ပုဩဝါဒစာမှာလည်းပြောထားပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ဧည့်သည်ကျွန်တော်တို့ညီမဧည့်သည်ကိုပြန်သွားတဲ့ခီလာတာပါနဲ့ကျွန်တော်တို့ပါပါဦးဖ
ရားသခင်သူ့ပြင်ထားပြီးတာဖြစ်ပါတယ်တခြင်းကိုဆိုပေးတယ်ဒီဆိုများများပဲကျေးဇူးတင်ပါတယ်လို့ခုချိန်မှာကျွန်တော်တို့ဒီကျော်ဆန်ခွန်မဆိုခင်လေးမှာကိုပြီးရင်ပြီးပြုစုခဲ့တဲ့ဒီ Kitchen Trinity Church ကလူတွေကိုအများကြီးပဲကျေးဇူးတင်တယ်သူနည်းသူစွာကိုပြီးရင်ပြီးပြုစုခဲ့တဲ့ကျွန်တော်တို့ညီကောင်မတွေကတာဝန်ခံတယောက်အနေနဲ့ဖြစ်တဲ့ကိုကုံကြီးလာကြကနေပြီးတော့သူ့ရဲ့အကြောင်းကိုပြောချဖို့အချိန်ဖြစ်ပါတယ်လို့ကြွလာတဲ့ဒီကောင်မအများကိုအားလုံးကိုကျေးဇူးတင်ပါတယ်လို့ရှင်းပြပြောချလိုပါတယ်ဖြတ်ခေရဲ့ကျေးဇူးတော်ကြောင့်ဖြတ်ခေရဲ့ဂုဏ်တော်ကြောင့်ကျွန်တော်တို့တော်တော်စိုးရိမ်နေကျွန်တော်တို့အားနေတယ်ဘယ်လိုလုပ်အောင်လဲဆိုတာကျွန်တော်သိအဖြေမရဘူးဒါပေမဲ့ဖြတ်ခေကောင်းဆုံးပြင်ဆင်ပေးတဲ့အတွက်ကြောင့်ဖြတ်ခေရဲ့ဂုဏ်တော်ကိုလည်းကျွန်တော်ချီးမွမ်းပါတယ်ဆိုတော့ကျွန်တော်လည်း10ရက်နေ့မှာ CCS ကကူလာဝေရဲ့ကတင်ရတယ်ဆက်နိုင်လောက်ဆိုတော့ခင်ဗျားတို့ကချင်မိသားစုတယောက်တစုရောက်နေကလေးလေးကကိုနေအမေကတော့တာမရင်မကောင်းဘူးဝီချင်းနေပဲဆိုတော့ခင်ဗျားတို့ community ရဲ့ညီလိုတယ်လို့ကျွန်တော်ကိုဖုန်းဆက်လာပါတယ်ဆိုတော့ကျွန်တော်ကိုလာဝေကိုအကြောင်းပြန်ပါတယ်ကျွန်တော်တန်းနေတော့လည်းလူနေသားရှိတယ်ဆိုတာဆိုကျွန်တော်အဲ့ဒီ10ရက်နေ့ညအင်္ဂါနေ့ညပါပဲကျွန်တော်အားလုံးကိုအစည်းအဝေးခေါ်ပါတယ်ကဲကျွန်တော်တို့ကတော့ဒီဘုရားအတွက်ကျွန်တော်ရဲ့ community ကနေ CCS ကနေကျွန်တော် community ကိုကူညီဖို့အတွက်ခေါ်တယ်ခင်ဗျားတို့ဘယ်လိုလဲဆိုတဲ့အခါကျတော့သူတို့ရဲ့အခြေအနေတွေကျွန်တော်ကိုလာဝေမေးကြည့်တဲ့အခါဘယ်လိုအခြေအနေလဲမသိရဘူးအကယ်၍အပတ်မဲ့ငားမယ်ဆိုရင်တော့ကျွန်တော်တို့ Westgate မှာငားပေးပါကျွန်တော်တို့ကချင်တော်များများတော့ Westgate မှာနေတဲ့ကျွန်တော်တို့တလေးစီထမင်းချက်ပေးတာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်တားလေးကကိုယ်နဲ့ပဲဆိုတော့ဒါကျွန်တော်တို့လုပ်နိုင်တာအားလုံးလုပ်မယ်ဆိုတော့ရောက်လာမှတိမယ်ဆိုတော့14ရက်နေ့ညရောက်ပါတယ်ကျွန်တော်လည်းအားလုံးကချင်မိသားစုကကချင်အားလုံးကိုကျွန်တော်စီဝေးခေါ်ပဲကဲကိုညီမယ်ဆိုအားလုံးတဘောတူလို့ကျွန်တော်တို့14ရက်နေ့ညမှာည7:00နာရီလောက်မှာရောက်လာပါတယ်ရောက်လာတော့ကျွန်တော်တို့ကလေးလေးကိုတော့အချမ်းနဲ့ကိုရေးဝင်းရဲ့အိမ်မှာကျွန်တော်ဖြစ်နားကျင်နေဆိုတော့ကလေးကိုခေါ်လိုက်တယ်ဆိုတော့ကိုလာဝေတို့ကတခါတည်း emergency ကိုပို့တယ်ဆိုတော့သူတို့နော်ဖျားနာတဲ့ဝီချင်းနဲ့လာတဲ့အခါဆရာဝန်အတန်းနဲ့မလေးရှားနဲ့လာတယ်ဆိုတော့ကျွန်တော်တောက်ချာနေနဲ့အစိုးရပါကျွန်တော်လည်းအလုပ်လုပ်ပြီးတယ်နဲ့သူတို့လည်းအလုပ်ကိုမြင်လုပ်ပြီးတော့မှတွက်ကြည့်ပါတယ်တွက်ကြည့်တော့ Handsman cancer ဆေးရုံမှာရောက်နေပါတယ်သူအခြေအနေကတော့တော်တော်လေးမကောင်းဘူးပေါ့ဆိုတော့အဲ့ဒီအနေထားရတော်တော်လေးအဆင်မပြေတဲ့အတွက်ကျန်းမာရေးမကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ထပ်ပြီးတော့မှအစီအစဉ်ခေါ်တယ် cancer ဆိုတော့ကျွန်တော်တို့ကဲဒါမလွယ်မတူကျွန်တော်တို့လုပ်ရမှာကကျွန်တော်တို့ plan တွေလုပ်ရမယ်ဘာဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့တိုင်နေပါတယ်နောက်ဆုံးကျွန်တော်တို့ဒီနေ့ရောက်လာတဲ့ဖြူတွေကိစ္စအစပေါ့လေနော်ကျွန်တော်တော်တော်လေးကိုဟိုဖြစ်တယ်ပေါ့လေနော်ဆိုတော့ကျွန်တော်အဲ့ဒီကျွန်တော်တို့အဖွဲ့တွေမနေ့တိုင်းလာကြည့်တယ်ညနေလဲစောင့်တယ်7 နာရီ12နာရီထိစောင့်တယ်တနာရီထိဆိုတော့လူငယ်တဲ့ပုံတူးနေ့မှာကျွန်တော်ဆူရှီလိမ့်နေတော့သူကဆရာမဆီကနေဖုန်းဆက်တယ်သူကအကူဆိုတာကကျွန်တော်ကချင်လို့ကျတော့ခဲကိုခေါ်တယ်အကူလာခဲ့ပါဆရာဝန်ကကျမကိုနှစ်ပတ်ပဲတက်ရှင်လို့မလို့ပြောတယ်ကျမကိုအဲ့လိုပြောတော့ကျမအသိစိတ်အားငယ်တယ်ကျမလာခဲ့ပါကျွန်တော်က ORM မှာဆူရှီလိမ့်တယ်ကျွန်တော်တော်တော်မကောင်းတားလေးကိုလည်းတွေးကြည့်တယ်ဒါလေးကိုလည်းခေါ်ပေးပါဒါဆိုရတယ်ကျွန်တော်ချက်ချင်းကျွန်တော်တင်းပြင်းကျွန်တော်ကောင်းအောင်တက်လာကျွန်တော်ကိုဒီစီတို့မူလတ်တို့ကျွန်တော်တုံးရောက်တဲ့တော့ဟိုသူနေကျွန်တော်တွေ့တော့ဆရာဝန်တွေတပတ်ပေးနေမယ်နှစ်ပတ်ပေးနေမယ်ဆိုတာကဘာမှကိစ္စမရှိဘူးမင်းစိတ်ကိုတင်ထားဒီမှာအမေရိကဆိုတာအကောင်းဆုံးဆေးပညာရှိတဲ့နေအကောင်းဆုံးဆေးရုံခမရကြီးဒီမှာဆေးလာကုနိုင်တာဖျားကြီးရဲ့ကောင်းကြီးမင်္ဂလာပဲဆိုတော့ तू ကအကူတဲ့ကျွန်မကိုပွေထားပါလို့ပြောတယ်ခေါင်းကိုတူတူချိုးပြီးကျွန်တော်ပွေခိုင်းတယ်ကျွန်တော်လာတော့အမြဲတမ်းအဲ့လိုပွေခိုင်းတယ်ကျွန်တော်တိလိုက်ဘာပဲဖြစ်ဖြစ်နှွေးထွေးတဲ့နှွေးထွေးလုံချုံတဲ့နှွေးထွေးတဲ့ကိုငွေလေးတွေလိုချင်တယ်ဒီမှာဒီကိုမောင်နှမမရှိဘူးအဖေမိဘမရှိဘူးသူတေးနေတိတယ်ငါဘယ်လိုတေးရမလဲတားကလေးကကိုနေတာကြံခဲ့တယ်သူ့ရဲ့ပူပင်တော့ကကိုခန္ဓာရဲ့နာကျင်ကြိုက်ခဲမှုနဲ့ကင်ဆာဆိုတာအထင်းမှသူကတော့ပုံဆိုတော့ကျွန်တော်တော့စိတ်ကောင်း
ဒါကြောင့်ကျွန်တော်တို့ကချင်ပြောရခဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအရာလဲအငယ်ဆုံးသောသူကိုပြုစုပါလို့ဖြာချင်းကပြောထားတယ်ကျွန်တော်တို့တတ်နေတော့ပြောအဲ့ဒီညကနေကျွန်တော်တို့24 hour စောင့်တယ်ဒါပေမဲ့ကျွန်တော်တို့ကလူနေတော့တနင်္ဂနွေနေ့ကျွန်တော်မစောင့်နိုင်တော့ဒါပေမဲ့တနင်္ဂနွေနေ့မှာကျွန်တော်တနင်္လာလောက်မှပြန်တယ်ဆိုတော့သူ့ချင်းတွေကဆရာဝန်တွေကလဲလျှော့လိုက်ပြီးသူတည်တော့မယ်ဒါကြောင့်ပြောချင်တာခင်ဗျားတို့ပါနေဆိုကလေးနဲ့ပတ်သက်တဲ့လဲ foster care နဲ့ပတ်သက်တဲ့အလုံးပြောထားတယ်အဲ့ဒီခါမှာလူတယောက်ရဲ့နောက်ဆုံးအချိန်ဖြည်းဖြည်းနီးကပ်လာတဲ့အခါမှာဒီလူရဲ့ခံစားရတဲ့ဝေဒနာနဲ့စိတ်တော့ကောက်ကျွန်တော်တွေးလိုက်ရတဲ့အခါလောကကြီးမှာတိုးလေးကိုနော်စိတ်ပေါင်းစရာဇလန်းလေးအမေရိကကိုလာတယ်ဆိုတော့သူတိုင်းမျိုးလင်းချင်းနဲ့လာတယ်ပြီးရင်တားတယောက်ရဲ့တာဝန်မိခင်တယောက်ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတော့သူစိတ်ထဲမှာ plan တွေအများရှိတယ်အမေရိကရောက်ငါတော့ကြောက်မှာပဲမလေးရှားမှာမပြောင်းဘူးအမေရိကမှာပြောင်းမှာပဲဆိုတော့သူ့ရဲ့ကြီးမားစွာတော့မျိုးလင်းချက်တွေကိုကျွန်တော်မြင်ရတဲ့အခါကျွန်တော်တော့စိတ်ကောင်းကျွန်တော်ဆူရှီမြန်မြန်တွားလိုက်တယ်ဒီတစ်ပတ်ပြီးရင်သူ့စီတွားတယ်အမြဲတမ်းတစ်ခါလေးအိမ်ဝင်တယ်တစ်ခါလေးအိမ်ဝင်ပဲနဲ့တွားတယ်လာတိုင်းကျွန်တော်ကိုတွားပွေခိုင်းတယ်အခုပွေပေးပါဆိုကျွန်တော်ခေါင်းကိုခြုံပြီးသူပွေပေးတယ်တော့လူနာကတင်ကထောင်လို့ရတာထောင်မထောင်နဲ့လက်နဲ့ပွေပေးပါဆိုတော့လက်နဲ့ပွေပေးတယ်ဆိုတော့အထက်မှာသူကတော်တော်ပုတ်နေလို့ဆိုတော့သူ့အနှံ့တက်တယ်ကတော်တော်ဆိုးတယ်ဒါပေမဲ့ရတယ်ကျွန်တော်ကိုပေးနိုင်ကျွန်တော်ပေးနိုင်တာကနော်ဟိုနှွေးထွေးတဲ့အတိုင်းဝိုင်းနဲ့သူ့ကိုညှစ်သိမ့်ဖို့ဖြစ်တဲ့အတွက်ကျွန်တော်ထွေးပတ်ပေးတယ်ဆိုတော့ကျွန်တော်တို့တနင်္လာနေ့လူငယ်တဲ့တနင်္လာနေ့မှာတော့ဆရာဝန်တွေကဒီညဆုံးတော့မယ်သူဆုံးမယ်ဆိုတော့သူတို့ကအဲ့ဒီစိန်ကျူဆက်ကို transfer လုပ်ပေးတယ်900 east နဲ့2100နာအဲ့မှာ transfer လုပ်ပြီးတော့အချိန်နဲ့သူတို့ဆိုသူကအဲ့ဒီသူဟိုအခိုက်ခဲတက်တာတဲ့ဟာပင်းကေလာပဲလေနော်ဟိုဘာလဲမသိဘူးဟိုmetadine လာပါလားသူကအဲ့ဒါတော့မှမနေနိုင်တော့ဆိုတော့ဆရာဝန်တွေကကျွန်တော်တို့ကိုမနေခိုင်းသူကနားတဲ့ခါတိုင်းအဲ့ဒါနေတယ်မျိုးလင်းချက်ရှိတယ်သူ့မောင်လေးရောက်လာသူ့မောင်လေးရောက်လာတဲ့အချိန်ကိုတက်ရှင်ခြင်းတယ်ကျွန်တော်တို့လည်းအားပေးတယ်နော်ဘာလို့ပဲဖြစ်ဖြစ်နောက်ဆုံးတော့သူအဲ့ဒီမနေနိုင်တော့မနေနိုင်တဲ့ခါကျွန်တော်တို့ကို10နှစ်တစ်ချိန်အဲ့ဒီ6ရောက်တွေအားလှုပ်လာတဲ့ခါမှာသူအဲ့ဒါအထဲမှာနာတယ်အဲ့ဒါနေပေးပါဆိုတော့ကျွန်တော်တို့ကသူ့တငယ်ချင်းလူစီယာနာကတယောက်လာတယ်အကြီးဆိုတာလူငယ်တဲ့တနည်းနည်းကရောက်တယ်သူကအချိန်ပြပေါ်လေအရင်တစ်ပတ်ကတိုမာကက်တို့ဟို24 hour စောင့်နေသူဝါရှင်တန်ကတငယ်ချင်းတယောက်လာတယ်ဆိုတော့ကျွန်တော်တို့လည်းအဲ့လိုပဲမိနစ်စောင့်တယ်ညစောင့်တယ်မိနစ်စောင့်တစ်ချိန်လုံးကြည့်နေတယ်ဘာကြောင့်လဲဆိုတော့သူတော်တော်အားငယ်တဲ့အခါမှာကျွန်တော်တို့တယောက်မှမရှိဘဲနဲ့အသက်ထွေးသွားမှကျွန်တော်စိုးရိမ်တယ်ဘာကြောင့်လဲဆိုတော့လူတယောက်ကိုကျွန်တော်တို့ပေးနိုင်တာကမေတ္တာတရားခရစ်တော်ကနေလာတဲ့မေတ္တာတရားဒီလူကိုကျွန်တော်တို့ခမ ्या ကိုကျွန်တော်တို့ချစ်တယ်ကျွန်တော်တို့အတူတူပဲဆိုတဲ့ဟာကိုသူနောက်ဆုံးထွက်သွားတဲ့အချိန်မှာကျွန်တော်ဆန္ဒကတော့ဘာဖြစ်ဖြစ်ကျွန်တော်ရှိနေစေခြင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပေးနိုင်တဲ့မေတ္တာတရားနဲ့နှွေးထွေးစွာသူ့ကိုဝေဖိုက်ထားစေခြင်းဆိုတော့အင်္ဂါနေ့မှာတော့တင်းနှင်းလာနေ့မှာအဲ့ဒီမှာစင်ဂျိုးဆက်ကိုပြောင်းတဲ့အခါမှာကျွန်တော်နဲ့သူတငယ်ချင်းကနေ7နာရီလောက်မှာသူကအသက်ရှူမှာတော့ဒါဟိုဖောက်လာတယ်ဒါဆိုတင်ညာတော့ကျွန်တော်တို့စောင်းလိုက်အောင်ကျွန်တော်လည်းဆူရှီလိုက်တာတယောက်သေးလိုက်တယ်ဆိုတော့ထားလို့လည်းမရဘူးဆိုတော့ပြန်ကြည့်တယ်ဒါဆိုတင်ညာလုံးကျွန်တော်တို့စောင်းလဲဆိုင်စောင်းလိုက်အောင်ဆိုတော့ဒီနေ့ဆိုဒါဆိုစောင်းလိုက်အောင်ဆိုဒါပေမဲ့7နာရီလောက်မှာသူကအခြေအနေပြန်ကောင်းလာအခြေအနေကောင်းလာတော့ပုံမှန်တက်ရှူလာဒါဆိုမနေ့ပြန်ဆုံးတော့ကျွန်တော်ပို့ခဲ့မယ်ငါတို့ညောက်ကတင်ညာလုံးစောင်းလိုက်မနေ့ပြန်လှုပ်ဆိုင်ပူရှိတယ်ဆိုတော့ကဲသူတေချာပြောတယ်ကဲအခုလည်းဆူရှီလေးရမယ်အလုပ်ကမလုပ်လို့မဖြစ်ဘူးဆူရှီတွားလိုက်ပြန်လာမယ်ဆိုပြန်လာမယ်မနေ့ပြန်အစိုးရလာမယ်အကြီးကတော့နေရက်စောင်းပြီးတူလေးညောင်းပြီးအိပ်ရမယ်သူကတေချာပြောအေးပြန်ပါကျွန်မတယောက်တည်းနေခဲ့မယ်အိပ်နေမယ်ဆိုတော့ကျွန်တော်9နာရီမှာနေ့9နာရီမှာအဲ့ဒီအကြီးကိုလာပို့လို့ခါအိပ်လို့ကောင်းလားလို့ပြောတာရတယ်တဲ့အိပ်လို့ကောင်းတယ်မင်းကြီးတော့တေချာပြောတယ်ကျွန်တော်ဆူရှီတွားလိုက်တယ်ဆရာကကျွန်တော်10နာရီလောက်မှာခေါ်လာ10နာရီ7နာရီလောက်မှာဖုန်းခေါ်လာဘယ်လိုလဲနာကဆိုအေးဆရာကျွန်တော်ဆူရှီလိုက်နေတယ်အဲ့ဒီဆေးရုံမှာစောင်းတဲ့အကြီးရဲ့ဖုန်းနံပါတ်ကိုပေးတယ်ဆရာကစကားပြောတယ်ဆူတောင်းပေးလိုက်တယ်ကျွန်တော်7နာရီ45လောက်ရောက်လာတယ်သူကအဲ့ချိန်မှာတော့အသက်ငယ်နေဒါပေမဲ့ပြောတာကြားသေးတယ်စကားတော့မပြောတော့ပြီးရင်သူတားလေးရောက်လာတယ်ကျွန်တော်ရောက်လာဒီ10နှစ်လောက်ဆိုတော့သူဟိုသူရဲ့ process ပေါ့လေနော်နောက်ဆုံးထွက်တဲ့ process ကဖြည်းဖြည်းနီးလာကျွန်တော်အလုံးပိုင်းစောင်းတယ်ပြီးရင်ပူဒီစီနဲ့အကြီးတို့ရောက်လာတယ်ကျွန်တော်အကြီးနဲ့ကျွန်တော်4ယောက်သူတားနဲ့ဆို9ယောက်ပေါ့လေကျွန်တော်တစ်ချိန်လုံးကြည့်နေတဲ့အခါမှာပဲသူတနာရီနဲ့16မိနစ်မှာအတက်ထွက်သွားတယ်ဆိုတော့ဆွေမျိုးမိဘအတိုင်းဝဲမရှိဘူးငွေကြေးတနေ့လောက်မလေးရှားမှာဖျားတယ်သူရှိမှငွေကြေးလေးကောင်းမှမရှိဘူးပြီးရင်သားလေးတယောက်ကြံခဲ့တယ်ဆိုတော့ကျွန်တော်တို့ခရီးရန်ဒီကိုမောင်နှမများမြန်မာနိုင်ငံတိုင်းသားများပေါ့လေနော်ကျွန်တော်တို့ဒီမှာသူစုစည်းသူရဲ့နောက်ဆုံးအချိန်မှာလာရောက်ပြီးတဲ့အတွက်ကြောင့်မို့အဲ့လိုမြစ်တာပြတဲ့အတွက်ကြောင့်မို့လို့ဘယ်သူမှမရှိတဲ့ဆွေမျိုးဘယ်သူမှမရှိတဲ့ကျွန်တော်တို့အချင်းတိုင်းပိုင်းနဲ့အဲ့လိုနေတဲ့နေရာမှာ
အခုလိုမျက်နှာတွေအများကြီးနဲ့စုံစုံလင်းလင်းနောက်ဆုံးသူရဲ့တကယ်အားငယ်စွာနဲ့လောကကိုစွန့်ခွာသွားတဲ့လူတကယ်နာကြီးကြိုက်ခဲစွာနဲ့ပြင်းပြတဲ့တောကတွေနဲ့တားလေးအတွက်ဝေဒနာတွေနဲ့ဆုံးသွားတဲ့ကျွန်တော်ရဲ့အချိုးဆောင်ကိုလာနှုတ်ဆက်တဲ့လူကြောင့်တကယ်ပဲကျေးဇူးတင်ပါတယ်ဆိုWhy me to Yesu Christu Akiura Ante Pesora Digna Kishasing de Pecho Koya Owa Grex Sora Ngo Muaisho Amid Ante Singimashani Kaindang Salanchbran La Luebe Grum Shbran Laya Jebra Winia Gonomisum Singang Skang I Jeju Gunu Ngam Dai Sora Kishakum San Ong Te Dani Dango to Sora Dune Pungsani Yong Anza Yagona Tani Tanabra Dingsa Anganga Shunya Migalo. Amen. 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 Damayaba Shang Pelole Dini Jong Song Dui Meya The day Asa A chain so that be Meya The chain Mame Young Navy Beijing La Jane Lube Yang Yang So low bay, the need change down way young man. They jara take, you get a knees on shade. Need to change my man, young lady Beijing. Need to change my door, maybe I'll take on and by. It's a big change, go a little young man. Say my name, let you be running The need, yeah, not